ပဒံများဤခန္ဓာကိုယ်ထဲမှအနီရောင်စွမ်းအင်လိုင်းတို့သည်ပင်လယ်ရေလိုင်းကဲ့သို့တိုး၍ထွက်လာလေသည်ရင်းစွမ်းအင်တို့သည်ပဒံများဤခန္ဓာကိုယ်အတွင်း၌ရှိသောသူမဤကိုယ်ပိုင်စွမ်းအင်များဖြစ်ပြီးအနီရောင်စွမ်းအင်အားလုံးသည်ဝိညာဉ်စွမ်းအင်များဖြစ်ပေသည်ပဒံများကသူမဤခန္ဓာကိုယ်အတွင်းရှိအနီရောင်စိတ်ဝိညာဉ်စွမ်းအင်တို့ကိုထိန်းချုပ်ကာအဝေးတွင်ရောက်နေသည့်မော်ကုပါတုံပုံရိပ်အားသူမထံသို့ဆွဲယူလိုက်လေသည်မော်ကုပါတုံပုံရိပ်သည်လေကဲ့သို့အမြန်နှုံးမျိုးဖြင့်ပဒံများစီသို့ရောက်လာ၏ပဒံများကမော်ကုပါတုံအားအလွယ်တကူထိန်းချုပ်နေနိုင်သည်ကိုမြင်လိုက်ရလျင်ဒုက္ခနဆိုသားရဲ့ဤမျက်နာကကွက်ခနဲပြတ်သွားလေသည်ဒုက္ခနဆိုသားရဲ့ကပဒံများသည်လင်းမင်းဤတူအန္တရာယ်များသူဖြစ်ကြောင်းအားနားလေသဘောပေါက်သွားလေပြီပဒံများသည်သူမ၏အနီရောင်ဝိညာဉ်စွမ်းအင်တို့ကိုအသုံးပြုကာမော်ကုပါတုံပုံရိပ်အားတလွာပြီးတလွာရစ်ပတ်တိုင်းရစ်နေလေသည်ပဒံများနှင့်ချိတ်ဆက်မှုရပြီးနောက်မော်ကုပါတုံထံမှထွက်ပေါ်နေသောအလင်းတို့သည်ပုံမူ၍တောက်ပလင်းလက်လာ၏ယင်းကမော်ကုပါတုံသည်ရခင်ထက်ပုံမူအစွမ်းထွက်လာပြီးဖြစ်ကြောင်းကိုသက်သေခံနေလေသည်မော်ကုပါတုံ၏မိโกရောင်စွမ်းအင်တို့ကလည်းယခုအခါတွင်ပဒံများ၏အနီရောင်စွမ်းအင်တို့ဖြင့်ရောရှက်နေလေပြီယခုအခါမော်ကုပါတုံနှင့်ပဒံများတို့အားဝေးရန်ထားသောစွမ်းအင်စဝိုင်းကြီးသည်ခဲရောင်အဆင်းရှိလေသည်ရင်းခဲရောင်စွမ်းအင်တို့သည်ပဒံများ၏အနီရောင်စွမ်းအင်လိုင်းများနှင့်မော်ကုပါတုံ၏မိโกရောင်စွမ်းအင်လိုင်းတို့ပေါင်းစည်းရာမှဖြစ်ပေါ်လာသောစွမ်းအင်အသစ်များဖြစ်လေသည်တေဇံဒုက္ခနဆိုသားရဲ့သည်ပဒံများကသူအားတိုက်ခတ်ရန်လှုံ့ဆော်နေသည်ကိုရိပ်စားမိသွားလျင်ဒုက္ခရောက်သွားလေတော့သည်လက်ရှိ၌သူသည်လင်းမင်းနှင့်ပဒံများတို့၏အလယ်သို့ရောက်ရှိနေပေသည်ထို့ကြောင့်အကယ်၍လင်းမင်းနှင့်ပဒံများတို့ကသာသူအားတပြိုင်တည်းတိုက်ခိုက်ကြမည်ဆိုလျင်သူသည်တေချာပေါက်အရှုံးနှင့်ရင်ဆိုင်ရပေလိမ့်မည်ဒုက္ခနဆိုသားရဲ့သည်ဤတိုက်ပွဲ၌မရှုံးခြင်းပေထို့အပြင်သူကတိုက်ပွဲကိုအနိုင်ရအောင်တိုက်ခိုက်ပြီးလင်းမင်းဤခန္ဓာကိုယ်ကိုပါသိယူခြင်းနေသည်ဤထို့ကြောင့်ဒုက္ခနဆိုသားရဲ့ကသူထံတွင်ရှိနေသောစိတ်ဝိညာဉ်စွမ်းအင်အားလုံးကိုလောင်ကျွမ်းပြည့်ရန်ဆုံးဖြတ်လိုက်လေသည်ဝုံဝုံဝုံဒုက္ခနဆိုသားရဲ့ဤခန္ဓာကိုယ်ထဲတွင်စုပ်ယူသိမ်းဆည်းထားသောအေပါယာများနှင့်တက်ရှိနဖရာတို့၏စိတ်ဝိညာဉ်တို့သည်အလုံးစုံလောင်ကျွမ်းခံလိုက်ရလေသည်ဒုက္ခနဆိုသားရဲ့ဤခန္ဓာကိုယ်ထဲမှကြောက်မက်ဖွယ်ဝိညာဉ်စွမ်းအင်လိုင်းလုံးတို့ထွက်ပေါ်လာပြီးသူ၏ခန္ဓာကိုယ်တွင်တောက်လောင်နေသောအနက်ရောင်မီးတောက်မီးလျံတို့ကလည်းတောင်တန်းတစ်ခုစာပမာဏအထိကြီးမား၍လာလေသည်ဒုက္ခနဆိုသားရဲ့ဤခန္ဓာကိုယ်ကလည်းတောင်တန်းတစ်ခုစာမျှကြီးမားလာပေသည်ယခုအချိန်တွင်ဒုက္ခနဆိုသားရဲ့သည်သူ၏အားအကောင်းဆုံးသောအခြေအနေသို့ရောက်နေပြီဟုဆိုလျင်ပင်မှားမြည်မထင်ချေဒုက္ခနဆိုသားရဲ့က၎င်း၏လက်ပေါင်း1000ကိုအသုံးပြုကာသူခန္ဓာကိုယ်ထဲမှတိုးထွက်လာသောဝိညာဉ်စွမ်းအင်အားလုံးကိုထိန်းချုပ်လိုက်ပေသည်ထို့နောက်သူကယင်ဝိညာဉ်စွမ်းအင်တို့ကိုနှစ်ချမ်းခွဲပစ်လိုက်၏ဒုက္ခနဆိုသားရဲ့ဤစွမ်းအင်တို့သည်သွေးနီရောင်အဆင်းရှိလေသည်ဒုက္ခနဆိုသားရဲ့ကသူစွမ်းအင်များထဲမှ80%ကိုလင်းမင်းအားတိုက်ခိုက်ရန်အတွက်အသုံးပြုဖို့စဉ်းစားထားပြီးကျန်30%ကိုမူပဒံများ၏တိုက်ခိုက်မှုအားတားဆီးရန်အတွက်သုံးဖို့ဆုံးဖြတ်ထားလေသည်လင်းမင်းကဒုက္ခနဆိုသားရဲ့ဤအပြုအမူတို့ကိုကြည့်ပြီးနောက်၎င်း၏အကြံအစီတို့ကိုချက်ချင်းသဘောပေါက်သွားလေသည်လင်းမင်း၏နှကန်းတောင်ဆုံးတို့ကဖြင်းညင်းစွာအပေါ်သို့ကွေးညွတ်သွား၏ပြီးလျင်ဒုက္ခနဆိုသားရဲ့ကလင်းမင်း၏စကားတန်ကိုကြားလိုက်ရလေသည်ခမားကညံတော့ကောင်းသားပဲဒါပေမဲ့ဒီလောကကြီးထဲမှာခမားတယောက်တည်းညံကောင်းတယ်လို့ထင်မနေနဲ့လေလင်းမင်းကထိုကဲ့သို့ပြောပြီးလျင်သူ၏လက်ထဲရှိနဂနတ်နံကိုအဆက်မပြတ်ဝှေ့ရမ်းလိုက်လေသည်ထိုအခါတွင်လေထဲ၌တာအိုစရာကွက်တစ်ခုထွက်ပေါ်၍လာပေသည်ယင်းတာအိုစရာကွက်သည်အတူရာကောင်းကင်တာအို၏တာအိုစရာကွက်ပင်လင်းမင်း၏တာအိုစရာကွက်သည်ဒုက္ခနဆိုသားရဲ့ထုတ်သုံးခဲ့သောမဟာတာအိုစရာကွက်ကိုမမီချေသို့တော်ညာလင်းမင်းက
အတူရာကောင်းကင်တာအိုကိုနက်နက်ဆိုင်ဆိုင်နားလေထားလေရာသူသည်အတူရာကောင်းကင်တာအိုဤတာအိုဇရာကွက်ကိုအတုံးချပြီးဒုက္ခနဆိုးသားရဲ့ဤတိုက်ခိုက်မှုအားခုခံနိုင်လိမ့်မည်ဟုယုံကြည်ထားလေသည်ဒုက္ခနဆိုးသားရဲ့ကလင်းမင်းဤခနဲ့တက်တဲ့စကားများကိုကြားလိုက်ရလေရင်အလွန်အမင်းဒေါသထွက်သွားပေသည်သူကချက်ချင်းပင်တစ်ချက်ဟိဟောက်လိုက်ပြီး၎င်းဤသွေးနီရောင်စွမ်းအင်အားလုံးကိုလင်းမင်းထံသို့ပြစ်လွတ်လိုက်၏သွေးနီရောင်စွမ်းအင်လိုင်းတို့သည်လေထဲသို့ရောက်သွားလျင်ကြီးမားလာသောအနီရောင်မွေကြီးတစ်ကောင်အဖြစ်ပြောင်းလဲသွားလေသည်ထိုမွေကြီးသည်ကြောက်မက်ဖွယ်အသွင်တံရှိက၎င်း၏အဆွေများကိုထုတ်ပြီးလင်းမင်းကိုဝါမျိုးရန်အတွက်တရှိန်ထိုးပြေးဝင်လာပေသည်လင်းမင်းကငကနက်လန်ကိုအလျားလိုက်ကင်ဆောင်လိုက်၏တစ်ချိန်တည်းတွင်သူကအတူရာကောင်းကင်တာအိုစရာကွက်ကိုလည်းသူ့အရှိ၌ပေါ်လာရန်အမိန်ပေးလိုက်လေသည်ဘန်ဝုံအနီရောင်မွေကြီးနှင့်အတူရာကောင်းကင်တာအိုစရာကွက်တို့ထိတ်တိုက်တွေးဆုံသွားချိန်တွင်ကြောက်မက်ဖွယ်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာပေသည်ပေါက်ကွဲမှုသည်အလွန်တရာအားပြင်းလေရာလွင်ပြင်ကျဲကြီးတစ်ခုလုံးရှိမြေပြင်သည်အစိမ့်စိမ့်အမွားမွားကွဲအပ်သွားလေသည်လင်းမင်းသည်လည်းပေါက်ကွဲမှုအရှိန်ကြောင့်ပေထောင်နှင့်ချီ၍လွင့်ထွက်သွား၏သို့တော်ညာအနီရောင်မွေကြီးသည်ကမပြတ်စည်းသွားသေးပေအနီရောင်မွေကြီး၏ခန္ဓာကိုယ်တစ်ဝက်ကသာပေါက်ကွဲမှုအရှိန်ကြောင့်ပျက်စီးသွားခြင်းဖြစ်လေသည်အနီရောင်မွေကြီးသည်၎င်း၏ကျွင်းကြံရည်သောခွန်အားတို့ဖြင့်အဝေးသို့လွင့်စင်ထွက်သွားသည့်လင်းမင်းကိုလိုက်လံတိုက်ခိုက်လေသည်ထိုအခါလင်းမင်းကငကနက်လန်ကိုချစ်ချစ်ပါအောင်ဆုပ်ပြီးတာအိုနန်းတော်များကိုဆင့်ခေါ်လိုက်ရ၏လင်းမင်း၏ဥကောင်းထက်တွင်တာအိုနန်းတော်များသည်အစီအရီထွက်ပေါ်၍လာပေသည်ထို့နောက်ကျေတာယာစွမ်းအင်တို့ကလင်းမင်း၏ခန္ဓာကိုယ်အတွင်းသို့အဆက်မပြတ်စီးဝင်လာ၏လင်းမင်းသည်အတူရာသွေးဆက်ကိုလောင်ကျွမ်းထားသလိုကျေတာယာစွမ်းအင်များကိုပါဆင့်ခေါ်လိုက်ပြီးဖြစ်ရာသူ၏ခန္ဓာကိုယ်သည်များစွာမွာကျောသွားလေသည်ထို့အပြင်သူခွန်အားကလည်းနဖျားသားရဲ့တကောင်ကိုပင်အလွယ်တကူအနိုင်ယူနိုင်သည့်အထိအားကောင်း၍နေချေပြီးဝှစ်ဘန်လင်းမင်းသည်သူ့ထံသို့တိုးဝင်လာသောအနီရောင်မွေကြီးကိုငကနက်လန်ဖြင့်စီးကြို၍တိုက်ခိုက်လိုက်၏ငကနက်လန်သည်အနီရောင်မွေကြီး၏ဥကောင်းကိုထုတ်ချင်းပေါက်ဖောက်ထွက်သွားလေသည်ထိုအချိန်၌ပင်အနီရောင်မွေကြီး၏အမိရိုက်ချက်ကလည်းလင်းမင်းကိုလာရောက်ထိမှန်လေသည်ဝုံဝုံဝုံကျဲလောင်သောပေါက်ကွဲတံတို့အဆက်မပြတ်ထွက်ပေါ်လာပြီးအနီရောင်မွေကြီး၏ဥကောင်းသည်တစစီပေါက်ကွဲထွက်သွားလေတော့သည်ထိုနည်းတူဘန်းဟူသောမြေဟိတံတစ်ချက်နှင့်အတူလင်းမင်းသည်လည်းအနီရောင်မွေကြီး၏အမိရိုက်ချက်ကြောင့်မြေပြင်ထဲသို့ကျုံဝင်သွားလေသည်လင်းမင်း၏ခန္ဓာကိုယ်ရှိအယိုးများအလုံးနီးပါးသည်ကျိုးကျေသွားလေပြီဒုက္ခနတ်ဆိုးသားရဲ့သည်လင်းမင်းကိုကြည့်ကာခက်ရဲ့ရဲ့ပြုံးလိုက်လေသည်သူသည်တိုက်ပွဲ၌အနိုင်ရပြီဟုလည်းထင်မှတ်လိုက်၏သို့တော်ညာသူ၏မျက်နှာပေါ်ရှိအပြုံးတို့သည်ရုပ်ချီးပင်ပျောက်ကွယ်သွားလေသည်အဘဲကြောင့်ဆိုသောဗဒံများ၏တိုက်ခိုက်မှုသည်သူထံသို့ရောက်ရှိလာသောကြောင့်ပင်ဗဒံများသည်သူမ၏လက်နှစ်ဖက်ဖြင့်မော်ကုပတုံးပုံရိပ်ကိုကင်ဆောင်ထားလေသည်ဗဒံများကမော်ကုပတုံးပုံရိပ်ကိုကင်ဆောင်ထားရင်းနှက်ကမ်းမှလည်းမော်ကုပတုံးအားစကားပြောရင်းအမိန့်ပေးနေလေသည်မကြာမီ၌ဗဒံများ၏လက်ဖွားတေးသေးလေးနှစ်ဖက်ကြားထဲတွင်တွင်းနှက်တစ်ခုထွက်ပေါ်၍လာလေသည်မော်ကုပတုံးပုံရိပ်သည်ကရင်းတွင်းနှက်၏အလွယ်တွင်တဝီဝီဖြင့်လဲပတ်နေပေသည်တွင်းနှက်သည်ဗဒံများဖန်တီးထားသောလက်နက်ပင်တွင်းနှက်သည်အရာအလုံးအားစုပ်ယူဝါမျိုးနိုင်စွမ်းရှိပေသည်ထို့ကြောင့်ဗဒံများနှင့်မော်ကုပတုံးတို့ကဒုက္ခနတ်ဆိုးသားရဲ့ဤအနီးသို့ရောက်ရှိလာလျင်တွင်းနှက်ကဒုက္ခနတ်ဆိုးသားရဲ့ကိုအဆက်မပြတ်ဝါမျိုးလေတော့သည်ဒုက္ခနတ်ဆိုးသားရဲ့သည်လက်ရှိအချိန်၌စိတ်ဝိညာဉ်တည်တတ်ဖြင့်သာတည်ရှိသောအရာဖြစ်ပေသည်၎င်းတွင်ခန္ဓာကိုယ်ဟူ၍မရှိပေထို့ကြောင့်တွင်းနှက်နှင့်မော်ကုပတုံးတို့၎င်းအားစုပ်ယူလေရင်ဒုက္ခနတ်ဆိုးသားရဲ့ဤခန္ဓာကိုယ်ကြီးမှာလျင်မြန်စွာဖြင့်တွင်းနှက်ဤစုပ်ယူမှုကိုခံလိုက်ရပေတော့သည်ဒုက္ခနတ်ဆိုးသားရဲ့သည်
တွင်းနဲ့ဤစုပ်ယူမှုကိုခံနေရပြီဖြစ်ကြောင်းအားသိလိုက်ရချိန်တွင်သွေးပြက်ခြောက်ခြားသွားလေသည်၎င်းကကျဲလောင်စွာအော်ဟစ်၍အဝေးသို့ဖပြေးရန်ကြိုးစား၏သို့တော်ညာဒုက္ခနဆိုသားရဲ့ဤတောင်တန်းတစ်ခုစာများကြီးမားသောအေယာမခန္ဓာကိုယ်ကြီးဤတစိမ့်တစ်ပိုင်းသည်ကတွင်းနက်ထဲသို့ပင်ရောက်ရှိနေလေပြီဒုက္ခနဆိုသားရဲ့သည်ကတွင်းလဲဤလက်ချက်မှထွက်မပြေးနိုင်တော့ပေဟူခဲရောင်စွမ်းအင်တို့နှင့်တွင်းနဲ့ဤကြောက်မက်ဖွယ်စုပ်ယူမှုတို့သည်ဒုက္ခနဆိုသားရဲ့ဤခန္ဓာကိုယ်အားတတိတိဖြင့်တိုက်စားနေပေတော့သည်ဒုက္ခနဆိုသားရဲ့သည်သူဤအစွမ်းကုန်တိုက်ခိုက်ချက်မှာလေးမင်းကိုဒုက္ခပေးနိုင်ခဲ့တော်ညာသူချန်ရိခဲ့သည့်စွမ်းအင်30ရာခိုင်နှုန်းကဗဒံများဤတိုက်ခိုက်မှုကိုမတားဆီးနိုင်ကြောင်းအားသိလိုက်ရချိန်တွင်တုန်လှုပ်ခြောက်ခြားနေပေသည်ဤတိုက်ပွဲ၌သူသည်အနိုင်မရခဲ့ပေတိတိပပဆိုရသောသူကအနီရောင်ကဝင်ဝတ်ထားသည့်ထူးဆန်းသောမိန်းကလေးကိုရှုံနှိမ်ခဲ့ခြင်းဖြစ်လေသည်ထိုအချိန်တွင်ပင်မြေကြီးထဲသို့ပြုတ်ကျသွားသောလင်းမင်းသည်ငကနက်လံကိုကင်ဆောင်၍မြေပင်ပေါ်သို့ပြန်တက်လာလေသည်သူဤခန္ဓာကိုယ်သည်ကသွေးချေခြင်းရဲနေလေတော့၏တို့ရာတွင်လင်းမင်းဤအယိုးများသည်အကောင်းပကတိပြန်ဖြစ်နေလေပြီယင်းကအသက်ကိန်းနှင့်ရှင်တန်ခြင်းနည်းရာမာတို့ဤပြန်လည်ကူးသားနိုင်စွမ်းပင်လင်းမင်းသည်မိနစ်ပိုင်းအတွင်းကျိုးကျင်နေသောအယိုးများအလုံးကိုပြန်လည်ကောင်းမွန်စေရန်ကုစားနိုင်ခဲ့လေသည်ဒုက္ခနဆိုသားရဲ့ကမြေကြီးထဲမှအကောင်းပကတိပြန်ထွက်လာသောလင်းမင်းကိုမြင်လိုက်ရလေရင်အလွန်ပင်အံ့ဩသွားလေသည်၎င်း၏ပါးစပ်နှင့်မျက်လုံးများသည်ပြူးကျယ်နေပြီးဒုက္ခနဆိုသားရဲ့ကသူသည်မသိမျိုးတစ်ယောက်နှင့်တိုက်ခိုက်နေရသလိုပင်ခံစားလိုက်ရလေသည်ဒုက္ခနဆိုသားရဲ့ဤစိတ်ဓာတ်သည်ကအဝီစည်းအထိကျဆင်းသွားလေပြီသူသည်လင်းမင်းကိုအနိုင်ယူနိုင်ခဲ့ပြီဟုထင်မှတ်ခဲ့တော်ညာလင်းမင်းသည်သူ၏တိုက်ခိုက်ချက်ကိုအကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့လေသည်တစ်ဖက်တွင်သူကဗဒံများ၏တိုက်ခိုက်မှုကိုမတားဆီးလိုက်နိုင်ပေတိုက်ပွဲ၏အဖြေသည်ကထွက်ပေါ်လာလေပြီဒုက္ခနဆိုသားရဲ့သည်တိုက်ပွဲ၌ရှုံးပြီးလင်းမင်းနှင့်ဗဒံများတို့သည်အောင်နိုင်သူများဖြစ်လာလေသည်ဟူတွင်းနက်သည်ကဒုက္ခနဆိုသားရဲ့ဤခန္ဓာကိုယ်တစ်ခုလုံးကိုအညာအတာကင်းကင်းဖြင့်စုပ်ယူဝါမျိုးနေလေတော့သည်ဒုက္ခနဆိုသားရဲ့သည်၎င်းဤလက်ပေါင်း1000ကိုအသုံးပြုကာမြေပြင်အားကုတ်ချစ်ပြီးတွင်းနက်အိစုပ်ယူမှုမှထွက်ပြေးနိုင်ရန်ကြိုးစား၏သို့တော်ညာ၎င်းဤခွန်အားသည်တွင်းနက်ကိုမရှင်နိုင်ပေတွင်းနက်ဟူသည်မှာမြည်သည့်အရာကိုမဆိုစုပ်ယူနိုင်သောအရာကြီးဖြစ်ပေသည်ထိုနည်းတူတွင်းနက်ကိုမော်ကူပါတုံးဤစွမ်းအင်များကလည်းအားဖြည့်ပေးနေသေး၏ယင်းကြောင့်ဒုက္ခနဆိုသားရဲ့ကတွင်းနက်ဤလက်ထဲမှလွတ်မြောက်ရန်ကြိုးစားခြင်းသည်အိမ်မက်တစ်ခုသာဖြစ်ပေတော့သည်တွင်းနက်သည်ဒုက္ခနဆိုသားရဲ့ဤခန္ဓာကိုယ်ကြီးအားအဆက်မပြတ်ဝါမျိုးနေလေရာစက္ကန့်ပိုင်းအတွင်းမှာပင်ဒုက္ခနဆိုသားရဲ့ဤခန္ဓာကိုယ်တဝက်မြသည်တွင်းနက်အတွင်းသို့ရောက်ရှိ၍နေလေပြီဤနှုတ်အတိုင်းသာဆက်လက်ဝါမျိုးခံနေရပါကဒုက္ခနဆိုသားရဲ့သည်နောက်ထပ်မိနစ်ပိုင်းအတွင်းတွင်ပင်သေဆုံးသွားပေတော့မည်လင်းမင်းကရင်းကိုတတိပြုမိလိုက်လေရင်ဗဒံများ၏အနီးသို့လင်းမြန်စွာပြေးသွားလိုက်၏ထို့နောက်သူကဗဒံများကိုအော်ပြောလိုက်လေသည်ဗဒံများတိုက်ခိုက်မှုကိုချက်ချင်းရပ်ပစ်လိုက်တော့ဗဒံများသည်လင်းမင်း၏စကားကိုနားထောင်လေသည်သူမကလင်းမင်း၏အော်တန်ကိုကြားလိုက်ရလေရင်မော်ကူပတုံးတဲ့သို့ပို့လွတ်နေသောသူမ၏အနီရောင်စွမ်းအင်တို့ကိုအနှဲငယ်လျှော့ချလိုက်လေသည်ထိုအခါတွင်တွင်းနက်ဤစုပ်ယူမှုနှုံးသည်လွန်စွာမှပင်အပြော့သွား၏ဒုက္ခနဆိုသားရဲ့ကလည်းယခုအမှပင်အသက်ရှူချောင်တော့လေသည်ငါကိုမတတ်ပါနဲ့ငါမင်းတို့ကိုအရှုံးပေးပါတယ်ဒုက္ခနဆိုသားရဲ့ကလင်းမင်းနှင့်ဗဒံများတို့ကိုကြည့်ကာအော်၍ပြောလေသည်၎င်း၏အတန်သည်တုံရည်နေပြီး၎င်း၏မျက်ဝန်းများအတွင်း၌ကြောက်စိတ်တို့ကိုအတိုင်းသာမြင်နေရလေသည်